အမျိုးသမီးတို့ပထမဆုံးအချိန်ဘတ်စကားစီးပါတယ်သူများတွေလှုပ်တယ်လို့အားကြမခံကပ်ဖက်တဲ့နေရာမှာတင်ပါနဲ့တွားထောက်ပါတယ်ကားပေါ်ကတက်ဖို့ပြင်းတဲ့အခါမှာတော့ရင်မောင်းကသူ့ကိုတားပါတယ်ပိုက်ဆံမပေးရသေးကြောင်းပြောပါတယ်အမျိုးသမီးကသူဟာနှစ်သမီးဖြစ်တယ်လို့ပြောပြီးဘတ်စကားစီးကိုပိုက်ဆံပေးရသလားလို့မေးပါတယ်ခင်မုန်းဖြစ်သူကရှက်လုံးလို့ရင်မောင်းကိုအလျင်မြန်ဒေါ်လာ100ထုတ်ပေးလိုက်ပါတယ်သူ့ဇနီးကစိတ်ပိုင်းဆိုင်ရာမကောင်းဘူးလို့ပြောပြပါတယ်အမျိုးသမီးကကားပေါ်မှာထိုင်ပြီးအိပ်ပျော်သူအားပါတယ်အဲ့ဒီအချိန်မှာမီးပွိုင်းကအနီရောင်ပြောင်းသွားတာမို့ရင်မောင်းကဘရိတ်အုပ်လိုက်ပါတယ်အမျိုးသမီးနိုးလာပါတယ်ဘတ်စကားကအရန်နေနေတယ်လို့သူတွေးပြီးသူ့ရဲ့စူပါပါဝါကိုအသုံးပြုလိုက်ပါတယ်အဲ့ဒီနောက်အမျိုးသမီးကဘတ်စကားကြီးကိုအလွယ်တကူမလိုက်ပြီးစတင်ပြေးပါတော့တယ်ခီးတီတွေအားလုံးအံ့အားသင့်ပြီးဖုန်းတွေထုတ်ကာဗီဒီယိုတွေရိုက်ကြပါတယ်အမျိုးသမီးကရင်ကြောပိတ်ဆို့နေတဲ့ကြားကနေအချိန်ပြင်းနဲ့ပြေးပါတယ်မကြခင်မှာပဲသူတို့ရောက်မဲ့နေရာကိုရောက်ပါတယ်ခီးတီတွေကားပေါ်ကဆင်းလာကြပြီးခီးချမ်းလုံးတာကြောင့်အားလုံးအံ့ကြပါတော့တယ်အဲ့ဒီချိန်မှာအမျိုးသမီးကဗိုက်ဆာလာပါတယ်မတ်မွန်တီးပင်တပင်ကိုမြင်တော့အဲ့ဒီအပင်ကိုဆွဲပြီးဆက်တိုက်လို့ရမ်းပါတယ်မြေပြင်တစ်ခုလုံးတုန်ခါလာပါတယ်လူတွေအားလုံးအရန်ကြောက်လန့်သွားပါတယ်အမျိုးသမီးကမတ်မွန်တီးပင်ကိုနှုတ်ပစ်ပြီးတစ်တော်တီးတစ်လုံးကိုယူကာစားလိုက်ပါတယ်အဲ့ဒီအချိန်မှာသူထေးတဦးကအရန်ဒေါသထွက်နေပါတယ်ဘာလို့သူ့အိမ်ကိုလာပြီးဖျက်ဆီးနေတာလဲလို့မေးပါတယ်အမျိုးသမီးကဗိုက်ဆာလို့ပါလို့ပြန်ပြောပါတယ်အဲ့ဒီနောက်သူထေးကအစေခံတွေကိုသူမကိုဖမ်းဖို့အမိန့်ပေးပါတယ်သူ့ကိုရဲပြချခြင်းပေမဲ့အမျိုးသမီးကရေတွေကိုတကြိုက်တဲမောတောက်လိုက်ပါတယ်အစေခံတွေအရန်ကြောက်လန့်သူအားကြပါတယ်ဒီလိုလူမျိုးကိုသူတို့တခါမှမမြင်ဘူးကြဘူးလို့လည်းတွေးမိပါတယ်အဲ့ဒီနောက်အမျိုးသမီးကရေတွေကိုသူတို့စီပြန်ပြီးထွေးထုတ်လိုက်ပါတယ်အစေခံတွေကြောက်လန့်ပြီးထွက်ပြေးသွားကြပါတယ်အမျိုးသမီးကရေတွေကိုသူထေးစီလဲထွေးထုတ်ပါတယ်အဲ့ဒီအချိန်မှာအမျိုးသမီးရဲ့ခင်ပွန်းဖြစ်သူအိမ်ကိုရောက်လာပြီးသူ့ညီကိုလေထဲမှာမျောနေတာကိုမြင်လိုက်ရပါတယ်သူ့ဇနီးကြောင့်ပြဿနာဖြစ်ပြီဆိုတာကိုချက်ချင်းသိလိုက်ပါတော့တယ်